အားလုံးမင်္ဂလာပါဗျ။တရက်လောက်အင်တာနက်မသုံးရရင်ဘယ်လိုနေမလဲ။အခုခေတ်မှာအင်တာနက်ကရေနဲ့လေလိုပဲအရေးကြီးလာပါပြီ။ဒါပေမဲ့တစ်ခါတော့ဖြစ်တွေ့ဘူးလား။ဒီလောက်ကြီးမှလည်းကဘာကြီးကိုချိန်ဆက်ပေးထားတဲ့အင်တာနက်ကိုဘယ်သူကပိုင်ထားရလဲ။ဘယ်သူတွေကလည်းနောက်ဘက်ကနေထိန်းချုပ်ထားရလဲ။တကဘာလုံးကိုပိတ်ချပြနိုင်တဲ့ချိုးဝဲခလုံးကြီးတစ်ခုရှိနေတာလား။ဒါမှမဟုတ်အမေရိကန်ကပဲအကုန်ကျိုးကင်ထားလား။ဒီနေ့ဒီဗီဒီယိုမှာအင်တာနက်ရဲ့နောက်ဘက်မှာချိုးဝဲချက်တွေကိုဖော်ထုတ်ပေးမှာဖြစ်ပါတယ်။အဖြေတူးနဲ့ဆုံးပေးရရင်တော့အင်တာနက်ကိုဘယ်သူမှတူတယောက်တည်းမပိုင်ပါဘူး။ဘယ်အဆိုရမှလည်းအပြေအဝထိန်းချုပ်လို့မရပါဘူး။အင်တာနက်ကတော့တကယ်တော့ကွန်ပျူတာတွေ server တွေတန်းပေါက်များစွာတစ်ခုနဲ့တစ်ခုဂျိုးတွေ line တွေနဲ့ချိတ်ဆက်ထားတဲ့ GN network ကြီးတစ်ခုပါ။ဒါပေမဲ့ဘယ်သူမှမပိုင်ဘူးဆိုပြီးသူအလိုလိုလက်ပတ်နေတာတော့မဟုတ်ပါဘူး။သူ့ကိုစနစ်တကျဖြောက်ထိန်ကြီးပြနေတဲ့အဖွဲ့အစည်း၃မျိုးရှိပါတယ်။ပထမဆုံးကတော့ Internet Corporation for Assigns Names and Numbers လို့ခေါ်ပါတယ်။သူတို့က internet ရဲ့ manager တွေပါ။ကျွန်တော်တို့ရိုက်ရှာလေးရှိတဲ့ google.com facebook.com စတဲ့ domain နာမည်တွေနဲ့ IP address တွေကိုစနစ်တကျခွဲဝေပေးတဲ့အဖြစ်ဖြစ်ပါတယ်။သူတို့ကအလုံးမလုံးရင် internet မှာလိပ်စာပြောက်ပြီးဘယ်မှာသွားလို့ရမှာမဟုတ်တော့ပါဘူး။ဒုတိယတော့ internet service providers ကမ္ဘာဆက်သွယ်ရေးကုမ္ပဏီကြီးတွေပေါ့သူတို့ကတမွန်တရားရေးအောက်ထက်မှာမိုင်းမောင်တန်းကြီးရှိတဲ့ fiber optic cable ကြိုးကြီးတွေကိုတွေ့တန်ပြီးတိုင်းမြေတစ်ခုနဲ့တစ်ခုချိတ်ဆက်ပေးထားတာပါ internet ရဲ့လမ်းမကြီးတွေကိုသူတို့ကစောင်းထားတာမို့လို့သူတို့မှာအာဏာအများကြီးရှိပါတယ်တတိယကကျွန်တော်တို့နေတိုင်းသုံးနေတဲ့ Google, Microsoft, Amazon, Facebook တို့ဖြစ်ပါတယ်။အခုဆိုရင်ဒီကုမ္ပဏီကြီးတွေကိုယ်ပိုင်ရေအောက်က cable ကျူးတွေပါတွဲတန်းလာကြပါပြီ။ Internet data တွေရဲ့90%ကျော်သူတို့ရဲ့ data center မှာတင်စီထိန်းချုပ်ထားတာပါ။အစိုးရတွေ internet ကိုပိတ်ချင်တိုင်းပိတ်နေတာမဟုတ်ဘူးလားလို့မေးစရာရှိပါတယ်။ဟုတ်ပါတယ် internet နည်းပညာကိုဘယ်အစိုးရမှမပိုင်ပေနဲ့မိမိနိုင်ငံရဲ့နာမည်မိတ်ထဲမှာရှိတဲ့ internet တွေကိုတော့အစိုးရဥပဒေနဲ့ထိန်းချုပ်လို့ရပါတယ်။ဥပမာတရုတ်နိုင်ငံရဲ့ Great Firewall ကြီးပေါ့။တရုတ်နိုင်ငံဟာသူ့နိုင်ငံထဲမှာ Facebook, YouTube, Google သုံးလို့မရအောင်ပိတ်ဆို့ပြီးကိုယ်ပိုင် internet စနစ် WeChat, Baidu ကိုထိန်းချုပ်မောင်းနေတာဖြစ်ပါတယ်။ချုံလို့ပြီးပြောရရင်တော့ internet ကိုတူတယောက်တည်းခလုံးနေပြီးထိန်းချုပ်ထားတာမဟုတ်ပါဘူး။ဒီပညာအဖွဲ့အစည်းတွေစက်သွယ်ရေးကုမ္ပဏီတွေနဲ့အစိုးရတွေအကြားမှာအားပြန်ပြီးအပြန်လည်ထိန်းချုပ်မောင်းနေကြတာဖြစ်ပါတယ်။ဒီဗီဒီယိုလေးအတိုင်း like subscribe လုပ်ဖို့မမေ့ပါနဲ့ဗျာဒီရှုပြည့်တဲ့အားလုံးကျေးဇူးတင်ပါတယ်